မင်းတို့တတိရှိရင်ငါရှိမှထပ်ပြီးကဲကြည့်စမ်းဇလန်းကတော့အတော်လေးကိုကြမ်းလာပြီဗျနန်းတွင်းထဲကအရာရှိတွေဟာပြည်သူ့ဗန္နာကိုခိုးယူယုံတင်မကပဲရန်သူနဲ့ပေါင်းပြီးတိုင်းပြည်ဖြတ်မဲ့မှောင်ခိုပစ္စည်းတွေကိုပါခိုးသွင်းနေကြတာပါငါကရုပ်ဖြတ်ပြီးမျိုးရဲလှည့်နေတော့အခွင့်ကောင်းယူပြီးမင်းသမီးလေးကိုစော်ကားဖို့ကြံနေတဲ့လူမိုက်တတိုက်နဲ့ထိတ်တိုက်တိုးပါတယ်ငါရှိမှမိန်းမတစ်ယောက်ကိုအနိုင်ကျင့်ကျင်တာလားဆိုတဲ့အကြည့်နဲ့ငါကဝင်ပါလိုက်တာပေါ့ဒါပေမဲ့ငါကလူမိုက်တွေကိုတက်ယုံတင်မဟုတ်ဘူးသူတို့နောက်ွယ်ကမနှက်ဖြန်အနောက်ဖက်တကားကနေမှောင်ခိုပစ္စည်းတွေတဲမဲ့အစီအစဉ်ကိုပါနှိုက်ထုတ်လိုက်တာဒါဟာဝင်ကြီးချုပ်ရဲ့အသက်သွေးကြောကိုဖျက်ဖို့ရလိုက်တဲ့အကွက်ပဲဗျမင်းသမီးလေးကိုကယ်တင်ပြီးပြန်ပို့ပေးတဲ့အခါမှာတော့ငါရဲ့နူးညံ့တဲ့ဘက်ကိုတွေ့ရပြန်တယ်မင်းသမီးလေးကစိုးရိမ်တကြီးနဲ့နောင်တော့ကျမကိုတကယ်ပဲအမြဲကာကွယ်ပေးမှလားလို့မေးတဲ့အခါငါကပြက်ပြက်တသားပဲဂတိပေးလိုက်ပါတယ်ငါအသက်ရှိတရွေမင်းကိုဘသူလက်ထဲမှအပါမခံဘူးဘသူကိုမှလည်းစော်ကားခွင့်မပေးဘူးတဲ့တကယ်ကိုလူမိုက်မင်းသားစတိုင်ပဲဗျာဒါတယ်မကသေးဘူးဒီအပိုင်းရဲ့အမိုက်ဆုံးကလီစစ်ဆိုတဲ့လူတန်ကြီးနဲ့တွေ့တဲ့အခန်းပဲလီစစ်ဆိုတာအရင်ကဝင်ကြီးချုပ်ရဲ့လက်ယုံဗိုလ်ချုပ်ရန်ရဲ့လူယုံဒါပေမဲ့ငါရဲ့အရှိန်ဝါနဲ့တင်လီစစ်ကိုကြောက်တူးတုံသွားစေတယ်ဒီလိုလူတော်တယောက်ကဘာလို့တစ္ဆာဖောက်တွေအောက်မှာဒူးထောက်နေတာလဲဆိုတဲ့မေးခွန်းနဲ့တင်လီစစ်ရဲ့စိတ်ဓာတ်ကိုပြောင်းလဲပစ်လိုက်တယ်အခုတော့ငါမှအားကိုးရမဲ့သူရဲကောင်းတွေစုမိနေပြီးတိုင်းပြည်ကိုကယ်တင်ဖို့ဆိုရင်ရန်သူကိုအထဲကနေအမြင့်လန့်ပြရမယ်ဒီအပိုင်းမှာတော့ငါဟာရန်သူကိုရှေ့တန်းကနေတိုက်ယုံတင်မကပဲကက်လန့်ကနောက်ွယ်ကနေပပနက်နက်နဲ့ကစားကွက်ရွှေ့လာပါပြီမင်းသမီးလေးရှင်းချကငါအတွက်ဆိုပြီးသူမကိုယ်တိုင်လှုပ်ထားတဲ့မုံတွေယူလာပြီးဂယုတစိုက်ကျွေးမွေးခဲ့ပါတယ်ဒါဟာရိုးရိုးမုံကျွေးတာထက်ပိုတဲ့တန်ရောစင်ကိုပြသနေတာပါငါကလည်းဒီအခွင့်အရေးကိုအသုံးချပြီးနန်းတွင်းထဲမှာတကယ်ကိုယုံကြည်ရမယ့်သူတွေကိုစုစည်းဖို့မင်းသမီးလေးကိုအကူအညီတောင်းလိုက်ပါတယ်မင်းသမီးငါအတွက်တကယ်ကိုစိတ်ချရတဲ့သူတွေကိုရှာပေးပါဒီတိုင်းပြည်ကိုငါတို့အတူတူပြန်ထူထောင်ရအောင်ဆိုတဲ့စကားကမင်းသမီးလေးကိုတကယ်ကိုပျော်ရွှင်သွားစေပါတယ်ဒီအချိန်မှာပဲငါစီကိုအရင်ပိုင်းကကယ်တင်ခဲ့တဲ့ပါရမီရှင်အမ်ပီလီရောက်လာပါတယ်အမ်ပီလီကမင်းကအေဂရစ်ဆိုပေမဲ့ငါကိုယာတူးပေးဖို့လောက်ပဲခေါ်တာဆိုရင်တော့ငါကိုလာမပြောနဲ့လို့ခက်ပြက်ပြက်ပြောခဲ့တယ်ဒါပေမဲ့ငါကသူ့ကိုပေးလိုက်တဲ့တာဝန်ကအားလုံးကိုအံ့ဩသွားစေပါတယ်မင်းကိုငါလိုချင်တာကဝင်ကြီးလုပ်ဖို့မဟုတ်ဘူးသူကြွယ်တွေရဲ့အထဲကိုလှုပ်ဝက်ဝင်ရောက်ပြီးသူတို့အချင်းချင်းပြန်ကွဲအောင်လုပ်ဖို့ပဲဒါမှငါတို့စစ်ပြင်ဖို့အချိန်ရမယ်အမ်ပီလီလည်းငါရဲ့ဒီလိုပါနှက်တဲ့အပေါ်ရန်ငင်းငယ်ရေးအတွင်းကနေဖြိုခွဲရေးဖြူဟာကိုမြင်တော့မှလက်ဖျားခါသွားပြီးငါနောက်ကိုတေတူအဆုံးလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်